အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Libramo LGBT Audio Channel နဲ့ပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်အခုဖတ်ပြမှာကတော့စာရေးသူအယူမီရေးသားတဲ့ရှေ့ရည်ဆက်ဆိုတဲ့ခန်းဆက်ဝတ္ထုလေးပေါ့နော်ဒီဝတ္ထုလေးကိုဖတ်ပြမှာဆိုရင်တော့အခုဆိုရင်တော့အပိုင်း1ပေါ့လीနော်အပိုင်း1မှာဇဝင်ကန်2ခုပေါ့ဇဝင်ကန်2ခုဆိုတဲ့အပိုင်းepisode 2ခုကိုဖတ်ပြထားပါတယ်ပြီးတော့ဒီထဲမှာပြောချင်တာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီထဲမှာပါတဲ့ဇလီယန်ထောင်းဆိုတဲ့ကလေးอ่ะပေါ့နော်ဗမာစကားကိုလဲလဲဝဲမပြောတတ်တဲ့ပုံစံလေးပေါ့နော်အဲ့ဒီမှာစာရေးသူကလည်းဒီလိုလေးရေးထားတယ်ပေါ့နော်အဲ့ဒါလေးကိုဖတ်ပြချင်ပါတယ်ဇလီယန်ထောင်းကဗမာစကားကိုလဲဝဲအောင်ဝါကြမက်အောင်မပြောတလို့တလုံးချင်းတေးချပြောတော့အဲ့လိုတွေဖြစ်သွားပြီးစားသွားလဲသွားတာပါတယ်ရှင်အဲ့ဒါကပြောရမယ်ဆိုရင်ပေါ့နော်ဒီထဲမှာပါတယ်နောက်အပိုင်း2ထဲမှာပါလိမ့်မယ်ဝိုင်ဖက်ပြတဲ့အခါမှာတေချာလေးနားထောင်တဲ့ခါကျရင်ဒီလိုလေးပြောထားတာကအဲ့ဒါကိုရှင်းညွှန်းမှလားဆိုတာဖြစ်သွားလိမ့်မယ်ပြီးတော့ဒီရှေ့ဇက်ကနည်းနည်းnetကြီးရလို့ပြောလားမသိဘူးကျွန်တော်နဲ့ဖတ်ဖို့တော်တော်ကံမပါဘူးလို့ပဲပြောမှလားမသိဘူးကျွန်တော်ပထမဆုံးရှေ့ဇက်ကိုဖတ်ဖို့ပေါ့နော်ပထမဆုံး decision ချရဲအဲ့ချိန်မှာကျွန်တော်စာအုပ်ပေါ့လေဝယ်တော့ကျတော့စာအုပ်ဆိုင်တော်တော်များများရှိစက်ကမရှိတော့ဘူးရက်စီအနေနဲ့လိုက်မယ်ပေါ့နော်လိုက်တဲ့အချိန်မှာလည်းလိုက်တယ်အညာမိရဲ့ပြောကိုပေါင်ကိုလန်ထောင်းလို့ရက်စီမှာဘယ်လောက်လဲမရ8000လားမသိဘူးပါသွားတယ်8000ပါသွားတဲ့အချိန်မှာတော်ပြီးငါမလိုက်နိုင်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့အချိန်မှာမှရှေ့စက်ကိုလိုက်တာရှေ့စက်မရပါနဲ့အကိုဆိုရဲစာအုပ်ပေါ့နိအဲ့စာအုပ်ရတယ်ရတဲ့အချိန်မှာတကယ်တော့ဝိုင်ရစဖတ်ဖို့အတွက်ရည်ရွယ်ထားတာကအကိုဖတ်မယ်ဆိုတဲ့အချိန်မှာအကိုကတခြားလူဖတ်ထားရှိရပေါ့လေနော်အဲ့တော့ကျတော့စာရေးသူကအော်ဒါနေနဲ့တသားလို့မတုံးတော့မားနဲ့ကကြအရန်ခင်နေအောင်ဆိုတော့မားကမားမှာတော့ရှိရစတော့ရှိရအဲ့ဒါလေးဖတ်ပါလားဆိုပြီးပြီးရလူလာကွာကြီးပြူနဲ့ပြီးတိုင်းမဲ့ကိုမှရှိရစကဖတ်ဖို့ကကိုယ့်ရဲ့ဒီဘက်က error တွေဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့အချိန်တော့ဆိုရင်ဖုန်းကလည်းဒီ web app ကိုဖတ်တာလည်းဒီဖုန်းမဲ့ audio အတန်သွင်းတာလည်း audio အတန်သွင်းတာလည်းဒီဖုန်းမဲ့ဖြစ်နေအောင်ကြတော့ဘယ်မှာနည်းနည်းလေးအခက်အခဲဖြစ်သွားတယ်အဲ့လိုနဲ့ဟိုပေါ့အခုကြလဲဖုန်းလေးကလည်းဒီ web app ဖတ်ဖို့တက်ကလည်းဖုန်းတစ်လုံးရှိနေကြတော့ resi ကိုမလိုက်တော့ပဲနဲ့ဒီရှေ့ဆက်ကိုပြန်ဖတ်တာပါเนาะရှေ့ဆက်ကိုပြန်ဖတ်တဲ့အချိန်မှာလည်းနောက်တစ်ခုကန်ဆိုတာမားကဖြတ်လိုက်မိတော့ကြတော့သူက episode 30အခုပေါ့เนาะအပိုင်း73လောက်ထိတော့ပြန်တင်ထားတယ်ဒါပေမဲ့အဲ့ချိန်မှာအပိုင်း73ပြန်နေပြီးတော့ခြားဟာတွေကမတင်ရသေးဘူးဆိုတော့ကြတော့ကိုကလည်းဒီရှေ့ဆက်ရဲ့ခေတ်ကာလအပိုင်းခြားရဆိုရင်ပထမခေတ်ပေါ့နော်ခေတ်ဟောင်းကိုပဲဖတ်ပြအောင်မယ်လို့ပြောချင်ပါတယ်ခင်ဗျာအဲ့တော့ခေတ်ဟောင်းကာလလေးကိုနားထောင်ပြီးသွားတဲ့အချိန်မှာခေတ်သစ်ကာလကနည်းနည်းလေးကွာခြားဘယ်လိုပြောမလဲကာလပိုင်းခြားတစ်ခုတော့ဖြစ်သွားနိုင်တယ်ထင်တယ်အစီအစဉ်1အစီအစဉ်2အနေနဲ့ကျွန်တော်အားအကြောင်းခွဲလိုက်တာပါစကားတွေကပေါ့နော်ပြောရင်နဲ့ဆက်ဆက်မှုမရှိသွားရင်လည်းတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ် audio book တွေနားဆင်ပြီးဘောဟာမော်ရီကိုဖြေပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်လည်း like and subscribe လေးလည်းလုပ်ပေးချပါအောင်လို့ပြောချင်ပါတယ်ပြီးတော့ comment လေးလည်းရေးပေးပါအောင်ပြီးတော့လိုအပ်ချက်လေးရှိရင်လည်းဝေဖန်ပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်စိတ်မဆိုးတတ်ပါဘူးအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာရှေးရစအပိုင်း1 1921ခုနှစ်မြန်မာနိုင်ငံတော်အမနဲ့ပါကျုပ်ခင်ကိုခဏသွားအောင်မယ်ဗျအပြုံးမမြည်တော့လဲရှက်ပြုံးလေးနဲ့ခက်တီတီလေးခွင်းတောင်းနေသူသည်မကြခင်ပြီးလက်သို့သွားရတော့မည်ကိုညွန့်ဟန်ဆိုသူပင်အနေရောင်ပေါ်သို့အစိမ်းအောင်ကွက်ကျဲများချဲသားထားသည့်တောင်ရှိပစိုးကိုဝစ်စင်လို့တိုက်ပုံအဖြူအားတည်သက်စာဝစ်စင်ထားသည်ခေါင်းပေါင်းစာအားစံနေတွင်တင်မထားတော့လဲခေါင်းပေါင်းစာလေးကိုလဲပင်နှင့်ချိတ်ဆွဲထားပုံထောက်လင်တော့ဤကလေးခင်ကြီးကိုပိုးပန်းရင်းနဲ့ရောက်ခမရောနဲ့တွားတွေ့မယ်လို့ထင်ရပါသည်လူပြိုကအပြုတ်ကိုသွားဖို့မလို့ဟုတ်လီစာမောင်ညွန့်ဟန်အမကြီးရွှွနောက်စကားအားပြုံးငါကောင်းငြိမ်မိပါသည်တကယ်လေးအပြုတ်လေးခင်အားပိုးပန်းလိုချင်နဲ့ကံပဲ့ရွာသူကြီးစီတို့အလုတ်ကိစ္စအကြောင်းပြောကာသွားရောက်လိုပါသည်တို့များချွေးမလေးကိုအမတော်ပါပြစီအောင်လူလေးရဲ့ဟုတ်ကဲ့ပါအမပြောဆူဆူနဲ့ပဲပြုံးရွှင်နေသည့်အမသည်သူမ၏အခန်းရှိရာသို့ထွက်သည်အဘမလည်းစေးတံကြီးတို့ကြိုက်လို့ကြောက်မြက်ယတနာများအားအေးသွေးစစ်နေပါသည်အဘ
ရွှေချောင်းနေကကျုပ်တို့တွင်ထွက်တာလားဗျအမှန်မဲ့လူလေးရေဗရိန်ဘူကနေရွှေချောင်းလှုပ်ထားတာကွအရေးပိုင်မူကရန်ကုန်မြို့ကိုလာတော့မှရဲ့တဲ့အဲ့ဒါကြီးနေရတဲ့အရေးပိုင်မှာယူထားလားဗျမှန်လီစွလူလေးရေမှန်လီစွအဘနဲ့စကားကောင်းနေစဉ်အမပြန်ရောက်လာပြီးလက်ထဲသူဘူးလေးတစ်ခုထည့်သည်ရွှေလက်ဆိုပဲမကျုပ်ဘယ်ရေးကြောင်လဲလို့ပြောလိုက်ရမလဲမအမပြိုလေးခင်ကိုလက်ဆောင်ပေးတယ်လို့ပဲပြောပြီးနော်ထွက်သွားသောလူလေးကြောပြင်ကိုကြည့်ပြီးမောင်ညွန့်ဟန်မိဘနှစ်ပါးသည်ပြုံးရင်းနေရင်ခေါင်းတညင်ညင်ဖြစ်နေသည်ချစ်ကားလေးသည်ကံပဲ့ရွာလူကြီးချမ်းဝိုင်းထဲသို့ထိုးရက်သွားပြီးနောက်ကားပေါ်မှဆင်းလာသည်သူမှာခံညာတီကြည်သောမျက်နှာနှင့်ရှည်လျားသောအရက်တောင်းတင်းသောကိုဟန်နေထားတို့ဖြင့်တိုက်ပုံအဖြူပစိုးအကွက်ခေါင်းမောင်းအဖြူအားပေါင်းထားသည့်ကံပဲ့ရွာတစ်ခွင်မှအပြိုတိုင်း၏စိတ်နှလုံးအားဖမ်းဆနိုင်လေသည်ခင်ခင်၏နှလုံးသားကိုလည်းဖမ်းဆနိုင်သည်ထင်ပါသည်ကာလီချံဝင်းထဲတွင်မြင်လိုက်ရသည်နှင့်သူမ၏အမဘေးတွင်ထိုင်းနေရင်မှအပြိုလေးခင်းပြုံးသွားသည်ကရှက်ပြုံးလေးကိုမှမခိုးရီကိုဤသည်ကိုသူမ၏အဘသည်မြင်လိုက်တာကြောင့်ထင်ပါရဲ့ခေါင်းတဆက်ဆက်ညှိ၍ကိုညက်ကိုဝါနေပါတော့သည်ကျမ်းမာတော်မူပါစဦးကြီးတာနဲ့ထော်လေးမြိုင်ตาရောက်မှကြောင့်ရှိပါတယ်ကွယ်ကဲထိုင်မအောင်မောင်ညွန့်ဟဲ့ခင်လေးထံအကြည့်တစ်ဆက်ခင်တော့မခိုးရီကိုပြုံးလို့ခေါင်းလေးငုံနေရှာသည့်ပုံလေးမှာဘယ်သို့စာဖွဲ့ရမည်ကိုမသိလိပြီခေါင်းလေးညှိလို့အကြည်လေးအားတုံ့ပြန်နေသည့်ထုံမင်းမပြိုလေးအားကျုပ်မှချစ်မိလေးစားအဘ၏မိတ်ဆွေဖြစ်သူကံပဲ့ရွာလူကြီးနှင့်နိုင်ငံရေးကိစ္စအချို့စကားပြောဆိုပြီးနောက်ဦးကြီးနှင့်ဒေါ်လေးကထိုင်နေရမှထားသွားသည်အပြိုကိုပိုးရသည်ကရင်ခုံမှုကောင်းသည်ဟုမိတ်ဆွေတို့ချို့ပြောပြဘူးသည့်စကားသည်လျော်ကန်လှပေသည်ရင်တုံနေသည်ကတော့အမှန်ပါခင်လေးနေကောင်းပါလိမ့်စားချမ်းချမ်းမာမာရှိပါရဲ့ခွညွဟန်ဒူနကိုမြဝုန်းချင်းစုံတော့အပြုံးကိုစီနဲ့မျက်နှာလွှဲလိုက်မိကြ၏မောင်ကြီးညွဟန်ရုပ်ရည်ရှုပကားအားနှလုံးသားတဲ့အထိပုံနဲ့ရိုက်မိကြတော့သည်မေးဦးချုံကသွားတဲ့ညီညီများအားထိုလူပြို၏ရုပ်ရည်ကိုတင့်တင့်စေပါသည်ဒီပြိုလေးအဘယ်သို့စဖွဲ့ရလက်တံအဆဆရေကအစဉ်ပြေပြေရှိပါလေလားရှင်အရာခတ်သိမ်းငင်းချမ်းကြောင်းပါခင်မျက်နှာချင်းဆိုင်ထိုင်းနေရင်မှအမေးပြေလုံးမိရာကျိုးအပြောကြောင့်ထင်ပါရဲ့ခင်လေးပကွက်ကြားလေးပေါ်မှာဘားပြင်လေးကရေးရေးလေးဖြစ်သွားသည်အပြိုလေးအဆက်သေးပုံမှာရှုမကြီးနိုင်အောင်ပင်ပြေဆုံးလာပါသည်ဟုတ်အကျန်းရင်နဲ့ထင်ရက်ချိုလေးသုံးဆောင်မအောင်ကွညွဟန်အကျန်းရင်ငှဲ့ပေးနေသည့်လက်သွဲသွဲများမှလည်းမထီရနိုင်ဝဲရာနုနယ်လွန်းလာပါပြီအမိငယ်ခင်မှာအရေးလေးတန်းအတွက်လက်ဆောင်ပေးဖို့ရှိပါတယ်အပန်းမကြည့်ရင်ကိုညွန့်ဟန်ယူသွားပေးနိုင်ပါရဲ့လားရှင်တွားရန်လေးများပေါ်ယုံနူးနူးညံ့ညံ့လေးနဲ့စကားတို့စိုးနေသည့်ခင်လေးသည်လွန်စွာတိမ်မွေ့ပါသည်တောင်ဆူနေပုံလေးမှာမငင်းရနိုင်ပွေရာကျုံနှလုံးသားသည်ထိုအပြောများကြောင့်ထင်အခုံမြန်နေသည်ခင်ကိုချစ်နေမိပါကြောင်းဘဲသို့သောစကားနှင့်အစချီလီရမလဲဤနေရာမျိုးကြောင့်ကျုပ်လည်းတဲတုံးတကူအပြန်ညရင်အမစီကိုတဲသွားပေးပါမယ်ဗျခင်တဘောခင်ကြိုက်တာဘဲရမစို့ဒီမောင်ကြီးကမညွန်ရင်ရပါဘူးအမိရဲ့ကျေးဇူးအထူးတင်ပါရဲ့မောင်ကြီးညွန့်ဟန်ကိုညွန့်ဟန်ရဲ့အပြုံးကြောင့်ခင်မမိမ့်မသားမှုရှက်ရသည်ကအခါကဤလူပြိုမှာခင်အားအချိန်ရသည်နှင့်ဘိုးပန်းနေတတ်သလိုအမတို့ပြောနေသည့်စကားအားနှစွန်းနှပြကြားနေမိပါသည်ခင်နဲ့နေရာချထားပေးခြင်းနဲ့ဆိုသည့်ကိုညွန့်ဟန်၏အဖပြောသောစကားအိမ်ကအမနဲ့အဖတို့ကပင်သူမ၏အမအကြီးလေးတန်းကလည်းသဘောတူနေလေသည်ထိုလူပြို၏အိမ်သူတတ်ထားသည်ခင်ဖြစ်လာလိမ့်မယ်ဟုထင်မထားခဲ့ဘူးလေခင်ရင်မှာကြိတ်ခါပျော်နေရသည်ကိုညွန့်ဟန်မိမသားပြီမို့ညှောရောင်သာပူကြီးပန်းကြီးတွေလက်ခံနေရပါသည်ရေလာမြောင်းပြီးလှုပ်ပေးမိချိန်များတွင်လည်းမိမသားမှုတွေးရပြန်ပါသည်ထိုလူပြို၏အချင်းမြင်သေးသွားမှုများအားမလိုလားသည်မို့တခါတည်းရန်အိမ်တွေတခွဲသာရေလာမြောင်းဖောင်နေတော့လေရေစည်းမလာပါသေးသောကိုညွန့်ဟန်တီးကြီးပုံများကြောင့်အတွေးပေါင်းများက1100ခင်ကိုအမဒီဘူးလေးလက်ဆောင်ပေးခိုင်းပါတယ်ခင်လက်ခံလိုက်ပါမယ်ကိုညွန့်ဟန်
အမပေးသည့်ဘူးလေးအားခင်းသည်သူ့၏ရှေ့သို့ရှူသွားလေသည်အစဉ်ပြေလာသည်မို့ဤလူပြိုအဆင့်တက်လို့ရပါသည်တဖြည်းဖြည်းနဲ့ခင်နာတိုးမိနေ၏လူပြို၏ပိုးပန်းကြီးများကိုခင်မလို့ချင်းမလဲမသိဒီအိတ်ထဲကတော့ဗမာထမသိန်းနဲ့ရွှေဘော်ကျဲထိုးထားတဲ့ရှင်ပုံသည်ခင်ကိုလုံးနဲ့အတိုင်းနဲ့ခင်အပ်နေကြဆက်ချုပ်သမားဆိုင်ရနေကျုပ်ကိုယ်တိုင်မှာယူခဲ့တာကျိုးရဲ့လက်ဆောင်ခင်လေးကညင်းလိုပါလားကွယ်လူပြိုကအပြစ်ကိုပိုးပန်းတာဟာတဘာဝတရားပါကိုညွန့်ဟန်လူပြိုတိုင်းပေးရလက်ဆောင်ခင်မလို့ချင်မအောင်ပေးတဲ့လူပြိုဟာကိုညွန့်ဟန်ဖြစ်နေမယ်ဆိုရင်တော့ခင်ဘက်ကညင်းလိုဝယ်ရမရှိပါဘူးဝမ်းသာလိုက်တာဗျာဝမ်းသာလိုက်တာဤလူပြိုခင်ကမငြင်းဘူးဆိုတော့အမောက်ရင်မှာအတိုင်းမသိဝမ်းသာပီတိဖြစ်ရပါပြီဝမ်းသာရုံမဲလားကိုညွန့်ဟန်ရဲ့အပီးပိုင်သာတင်းယူလိုက်ပါတော့လားတော်များဘဲချိန်ဤအချိန်ဆွဲနေမတော့ယခုပင်ဝါကောင်လာရောက်နေပြီများမကြမီတရင်ကျွတ်တော်မီအမှန်တကယ်သာချစ်ခင်နှစ်သက်ခဲ့ပါလျင်အဘတို့ထံမှတောင်းယူလဲပါကိုညွန့်ဟန်အပြိုလေးခင်ကိုမောင်အမှန်တကယ်ကိုမျက်နှာလုံးနာပါကွယ်ရှုံချီစွာနဲ့ပဲအကြီးလေးတန်းကြောဝဲနဲ့လာမဲ့ရက်မြက်ကိုဒီအပြိုလေးကညှို့နေပါမယ်နော်ရှက်ပြုံးလေးနဲ့ခေါင်းလေးငုံသွားသည့်ခင်အားကြီးကချစ်မဝဖြစ်ရသည်အိမ်ပြန်လန်းတစ်လျှောက်လဲမိမိကိုယ်တိုင်ပါဆက်ပင်မစီမီယာပြုံးပြီးနေသည်မှာလောကတခွင်အေးချမ်းနေတဲ့အထင်ရပါသည်ခင်လေးအားနှုတ်ဆက်ခါအိမ်ပြန်လာစီနေခင်မျက်နှာညှို့ရော်နေပုံထောက်ဒီအမောင်ကိုခင်လန်းနေမယ်ပေါ့မောင်ကြီးချစ်တဲ့ခင်ရေတရွာလုံးမြို့တက်လာပြီးအုံပွဲရက်ခွာခင်အိမ်ရှိရောက်လာမယ်နေ့ကိုစောင့်ပါလျော်ကွယ်ဖိလက်တို့မသွားခင်အိမ်နီးရသို့သွားရန်အကြောင်းပါလာလေသည်အမနဲ့အဘအားခင်ကိုတောင်းရန်ပေးရန်လောဆော်ထားသည်မို့စိတ်ဆက်ကြောင်းလန့်မှုရတော့ဖြစ်လာသည်အလိုတော့မမခင်ကပြုံးမထောက်တတော်ကိုပြောနေရပေါ့ဟုတ်လေစားပြောရပေါ့ညီမရဲ့လူပြိုလေးကိုညွန့်ဟန်ကတိတ်ကိုကြည်ကောင်းလို့မီသဘောမနှောက်ကောင်းတာလေညီမငယ်မအဲ့ဒါကိုမသိတာအပြိုရန်ရဲ့သဘောကျနေတဲ့နေမင်းကြီးလေဒီအပြိုလေးကနေမင်းရဲ့အလင်းတွေကိုခံယူရတဲ့အထဲမှာအညာတရစပယ်ပန်းလေးတစ်ပွင့်ပါအလှတွေဝိုင်းနေတဲ့ကြားတွေကဒီအနှုံချစပယ်ပန်းလေးကိုမှမျက်နှိုးတယ်ဆိုလာတော့အတိုင်းစားမသိအောင်ပျော်ရလုံးလို့လေရှင်ထဲမှာမောရပြီကွ။အိုးသူ့စကားနဲ့သူရှက်သွားသည်အမဖြစ်သူခင်းကြီးအားကြည့်ပြီးခင်မေပြုံးရသည်ကပိုရန်ငေါဆိုသည့်အမူအရာနဲ့ပါ။တနခါလီပါပါလေးနာပြီးစံတွေများအားကျစ်စမီကျစ်ထားသည့်မမခင်လင်းရမည်အရေးသွေးပျော်နေပါသည်။ပေါင်နာလို့ခေါ်တဲ့ဘီလက်ကအလှမို့နေဘာကြောင့်မသိလဲမမခင်ဒီလိုပွဲမျိုးမှာလှနေမှာပေါ့ဒါမှပဲကိုညွန့်ဟန်ရဲ့အသေးတွေကတဖြုတ်ဖြုတ်ကျွေတော့မှာပေါ့မဟုတ်ဘူးလားညီမဖြစ်သူခင်မေကြီးအမေစကားအားပြုံးယုံသာပြုံးနေသည်မန္တလာမီမှာအဖွားဖြစ်သူထံကြီးပြင်းနေသည့်ခင်မေသည်ဘီလက်ပြန်အတော်သူစား၏မြေပီတာလွန်ပါသည်မြမရင်မုံချိန်နဲ့ထိုင်မသိန်းတို့ကိုဝှစ်စင်ထားတော်ညာမျက်နှာချီပေါင်းနာမုံနဲ့ရဲရဲနေသောအလှစီတို့ကိုနှကမ်းပါတွင်တုံးလိန်ထားသည်ဒဇင်ပန်းများပန်ရသည်ကိုနှစ်သက်သူပြီးစံတွေထွက်ဝဲဒဇင်ခိုင်များအားစတုံးထုံး၍ပန်စင်သည်ခင်မီကကိုညွန့်ဟန်ကြောင့်မသိလိပဲခင်မီရဲ့နှကောင်းရှုံကပကုံးတွန့်သွားသည့်ခင်မီသည်ဖွားဖွားကြီးသူစားလက်ထဲတွင်နိုင်ငံသားအမွေနှင့်အမှုအကျင့်များကိုတင်ယူခဲ့သည်ထင်ပါရဲ့ကိုညွန့်ဟန်ရွှေဘိုအလုပ်ကိစ္စနဲ့တွားတော့လေမမခင်အတွက်ဆိုပြီးရွှေဘိုတနခါတို့နေလက်ဆောင်ဝယ်ခဲ့တယ်ခင်မရဲ့အမတ်တရတတိတရလက်ဆောင်ပေးခဲ့တဲ့တနခါတို့နေကိုကျုပ်ရဲ့ပါးပြင်ပေါ်လိမ့်ချန်ပေးလိုက်တာတွယ်ဝိုက်တော်နီးနဲ့သူ့ကျင်နာမှုကိုလက်ခံပါတယ်လို့ပြောတာနဲ့မတူလေဘူးလားရင်တွားရဲများပြောအောင်ပြုံးယုံတာမကတခိခိရီးတန်းသည်အပြိုလေးရဲ့အခန်းငယ်အတွင်မှပေါ်ထွက်သည်မမခင်သည်သူမ၏ညီမဖြစ်သူ၏အနားသို့ကပ်ခါခတ်တူးတူးလေးစကားအားဆိုလိုက်ပါသည်ကိုညွန့်ဟာချစ်တယ်တဲ့ခင်မရဲ့ပြီးတော့ဒီနေ့စိတ်ဆက်ကြောင်းလန့်တဲ့နေ့မှာပါးပြန်ထက်ကိုအနမ်းဖွားဖွားလေးပေးရပါလို့တယ်လို့ခွင့်တောင်းသွားတယ်ကွ။အိုကွယ်မမခင်ကလည်းကျုပ်လေရှက်လိုက်တာတော့ကဲဒါဆိုလဲခွင့်မပြုနဲ့ပေါ့။အိုကွယ်မရဘူး
ကျုပ်ကလည်းအနမ်းဖွားဖွားရဲ့အရာသာကိုခံစားလိုတာပေါ့တော့ညီမနှစ်ယောက်တက်ခိခိနဲ့ရင်းနေပြီးတူတူတိတ်တိတ်ပြောနေသည်အားမိခင်ဖြစ်သူသည်အခန်းတော်တနေရာမှာချောင်းကနားထောင်ရင်ခေါင်းတစ်ခါခါနဲ့ပြုံးရှိမိပါသည်သူမတွင်သမီးကြီးအားအိမ်တော်ရသားချပေးလိုသည်ဇန္နာရှိသည်မှာကြာညောင်းခဲ့သည်ဘာဆိုဘာမှလေဝဲမှုမရှိသောသမီးခင်ခင်ကြီးအားမကောင်းသူများနဲ့စုံမိကိုသူမစိုးရိမ်သည်ယခုတွင်တော့သူမ၏စိုးရိမ်မှုတော့မရှိတော့ပါကောလိပ်ကျောင်းသားမောင်ညွန့်ဟန်သည်ဘီလက်တီသွားကပညာသင်ယူပြီးဝစ်လုံတော်ဘွဲ Bachelor of Law LLB အစရှိသည့် BA ဘွဲတို့ကိုတွားယူလာပြီးလျှင်မြို့အုံမင်းအဖြစ်နှင့်နိုင်ငံတာဝန်ထမ်းဆောင်မည်သူမှုသူမ၏တမီးကြီးအတွက်သူမရှင်အေးရပါသည်နိုင်ငံရေးလုပ်နေသည့်သူမ၏ခင်မွန်းအတွက်လည်းသူမ၏သားသမက်သည်အားကိုးရလောက်ပါသည်ညီမနှစ်ယောက်လူပြို၏အတင်းပြောနေသည့်အခန်းတွင်ဝင်တော့အပြိုလေးတို့၏ရှိသည်များတိကနေပြက်ကျသွားတော့လေအပြုံးလေးတို့ကြံခဲ့ပါသည်အပြိုလေးတို့ရေဧည့်သည်တွေကလာနေပြီကွတို့များဧည့်ဝတ်ပြုပေးအောင်မယ်လေအလှပြင်းနေကြတာမပြီးသေးဘူးလားအမရဲ့ချစ်သမီးငယ်တွေအမကိုပြောပါအောင်ပြီးပါပြီအမရဲ့မမခင်ရဲ့လူပြိုအကြောင်းကိုကျုပ်ကဆက်စုနေတာကိုမမခင်ရဲ့စကားတန်တွေကအတော်လေးကိုကိုညွန့်ဟန်ဆိုတာကြီးပဲအမရဲ့သမီးကြီးကလေယောက်ျားကိုချစ်လွန်းလို့ထားစရာမရှိဖြစ်နေမှာကိုမြင်အောင်မိပါသေးရဲ့တော့ဒီကလေးကတော့ထို့သူဆိုကခင်မေအားသူမ၏မိခင်သည်ဘားပြင်ထက်သို့ခပ်ဖွားဖွားဆွဲကစမပြောစီရန်အပြုံးလေးဖြင့်ဟန်လေသည်ခင်ခင်မှာတော့ပကတ်ကြားလေးအောက်မှာဘားပြင်လေးရဲတွနေအောင်ရှက်နေပါတော့သည်စိတ်ဆက်ပွဲပြီးပြီးနောက်ခြံနောက်တွင်သူတို့သားလောင်းနှင့်သူတို့သမီးလောင်းတို့သည်ဒူရှင်တွဲကထိုင်နေပြီးနောက်နေရာလုံးအပြိုင်ရှက်နေသည်မို့ခင်မေတယောက်ချောင်းငါကြည့်နေရှိမိသည်ကိုညွတ်မျက်လုံးပေကလက်နဲ့နာမည်တစ်ခုအားချုပ်ကိုကြည့်၍ခေါ်လာသည့်အမိငယ်မှာခင်လေးညီမဖြစ်သူမှန်သိရသည်မို့ပြုံးပြလိုက်သည်ဟုတ်ကဲ့ပါညီမငယ်မမခင်ရဲ့ကိုယ့်ရဲ့ကျင်ပေါ်ကျင်ဘက်လောင်းလျာဖြစ်နေပြီလေကိုညွတ်ဟန်လို့ခေါ်မဲ့အစားကိုညွတ်လို့ခေါ်ရော့ပေါ့မောကြည်လာသည့်အမဖြစ်သူအားဘယ်လိုလဲဟုမျက်လုံးဝင့်ပြမိလေရာအရှက်သေးစွာမျက်နှာလွှဲချသည်သူလည်းမိသည့်ဘက်ချမ်းမှာတော့ကိုညွန့်ဟန်ရှိနေရဖြစ်တာမို့ခင်လေး၏ပါးပြင်ထဝဲကိုညွန့်ဟန်၏နှုတ်ဖြားဝစ်ဆင်းသွားရသည်အိုကွယ်အမနဲ့ခဲဟိုတို့ကလည်းကျုပ်ရှိတောင်အချစ်ပိုနေကြတော့ကျုပ်ရှက်လိုက်တာထို့ပြောပြီးထွက်ပြေးသွားသည့်ခင်မီသည်ကိုညွန့်ဟန်၏ကြောပြင်အားအမဖြစ်သူရှိရာစီသို့တွန်းပစ်ခဲ့သည်ခင်ရာဖတ်မိပြီးသားဖြစ်သွားသည်အိုတောင်းမှန်ပါခင်ရဲ့ထို့ပြောကခန္ဓာကိုယ်အားဖဲခွာသွားသည်မို့ဖတ်ခွင့်ရှိပါတယ်ကိုညွန့်ရဲ့တခဏတာလေးနှွေးထွေးလွန်းသွားတဲ့ရင်ဝင်ကျဲတဲ့တန်မားရဲ့လက်မောင်းလေးတွေကိုခေါင်းအောင်ကြည့်ကျင်စမ်းပါပြီခင်တော်ပါခင်ရဲ့ဒီမောင်အဖြစ်မျက်နှိုးလွန်းလို့ရှူရတော့မယ်ခင်လေးကြောပင်လေးနောက်မှာတိုင်းဖက်လိုက်ချိန်တွင်လက်မောင်းများအားခေါင်းအောင်လေးရဲ့ရင်ဝင်ထဲသို့တိုးဝင်လာသည်ခန္ဓာကိုယ်တည်တည်လေးခါးတိမ်တိမ်လေးသည်ရင်ကိုအေးမြမှုတို့ပေးလေသည်ထိုဖြစ်ရအားချောင်းစီနေသည့်ခင်မေ၏ထိုပြုံးသည်တောက်ပနေရမှခတ်တူးတူးလေးဖြစ်သွားလေတော့သည်ငင်းငိုင်ရင်အနားတွင်ရှိနေသောကုတ်ပြစ်လေးတွင်ထိုင်ကစူပုတ်နေပြီးဝမ်းနေနေလေသည်မန္လာမြေမှာမချင်မက်ပဲတွေ့ခဲ့ရသည့်ညွန့်ဟန်ဆိုသူကိုညွန့်လို့သမုတ်ခဲ့တဲ့ခင်မေဘဝမှာအဲ့ဒီလူသားနဲ့ရှူလက်တွဲခွင့်ရချင်ခဲ့တာပါမတင်မှတ်ပါပဲကို့အမရဲ့သတို့သားလောင်းလျာဖြစ်လာမယ်လားအိုကွယ်ကံကြမ္မာရက်ဆက်လိုက်တာခပ်ပါရေရွမှုတို့အဆုံးတွင်ခင်မေ၏ပါးပြင်ချက်ဝဲမျက်ရည်စက်များစီးကြသည်ခင်မေဆိုသူမှာလိုချင်တာများအားရအောင်ရှူတတ်သူဖြစ်လင်ကစားအမဖြစ်သူ၏အမျိုးသားလောင်းလျာကိုဘယ်သူအကြောင်းမှလူယူနိုင်ပါလဲရှင်တွင်ခံစားချက်များအားမျက်ရည်အဖြစ်ပြောင်းလဲနေသည့်ခင်မေသည်အနောက်ဘက်ခြမ်းတွင်မှဇုံတွင်အားလစ်လူရှုပြီးထိုနေရာမှထွက်သွားလေပါတော့သည်အပိုင်းနှင့်ရန်ကုန်မြို့ထိုနေရာ၏အချက်စားကြသောကုန်းတင်ကုန်းချခီးတဲ့တင်ခီးတဲ့ချ
နိုင်ငံရဲ့ခြားတိုင်းတစ်ပါးတွင်ပညာသင်ရန်အမိမိအားခိတ္တခဏစွန့်ခွာတော်မူလူတို့၏ခိတ္တနားနေရာဖြစ်သောအိန္ဒိယလူမျိုးပိုင်ဆိုင်သောကဖေးဆိုင်ကြီးတစ်ခုတွင်မိသားစု၄ယောက်ထိုင်နေကြပါသည်လူလေးမောင်ညွန့်ဟန်အဆဆရခီးထားပါကွယ်နော်ကြားလားအမလေးမောင်ညွန့်ဟန်ကိုတကယ်ကိုစိတ်မချဘူးတော့ဒါလူလေးညွန့်ဟန်ဖရာတရားမမေ့လီနဲ့ကွယ်အဘနဲ့အမကြီးအမတော်ပါနေသည်ကိုဂယုထားကတလေးတစားနှုတ်မှုချိုးသားစွာပြန်လေဖြေချပြီးသည့်နောက်ချစ်ရသည့်ခင်မျက်နှာလေးအားငိမ့်မောလျက်ကြည့်မိသည်ထိုမိမပြိုးလေးနဲ့ဤယောက်ျားပြိုတို့ကေတာများခွဲခွာရမည်ခင်အမောင်ကိုဘလို့အကြောင်းအရာမျိုးတွေများအမစကားဆိုခြင်းသေးလဲကွယ်ကိုညွန့်ဘေးရန်နေကင်းနဲ့အိမ်ပြန်လာခြင်းကိုစောင့်နေပါမယ်တော့လူဖြူမလေးတွေကိုဥပစ်ခါထားပြီးတော့ခင်ကိုတတိယနေပေးပါလက်ကလေးနှစ်ဖက်သည်လိန်ရှက်လို့ခေါင်းလေးငုံရှိုးကမဝင်မရေးလေးစကားဆိုနေသူခင်ကရှက်နေသည်ထင်ပါရဲ့တနခါရီကျဲဝါညံ့ညံ့လေးဖုံးလွှမ်းထားသည့်ခင်ပါပြင်ခတ်မှုမှုလေးရှေးပလောင်ခံနေသည်စိတ်ချပါလေခင်လူဖြူမလေးတွေကခင်လောက်မှတိမ်မွေးမှုရှိလေတာအမောင်ခီးဥပြူရမစင်စားပါလေကျမ်းမာရေးခီးဥဆိုင်လို့အမတို့စီတော့မကြလာလေချင်းထိုးမသာလဲခင်းဆိုတဲ့တကြီးသမီးကမောင်ညွန့်ဟန်ရဲ့အပြိုလေးလို့လူတိုင်းသိသွားမှာပေါ့ဟုတ်လေစားမဟုတ်စားမောင်ညွန့်ဟန်ရေမှန်ကန်လွန်းလေရဲ့ခင်ကိုကြည့်ရင်စကားတို့ကိုဆိုလိုက်ပြီးနောက်အမအားလှမ်းမိရသည်ခင်ကိုလိုချင်နေသည့်တကြီးသားတွေများလုံးပါပြီတင်ကန်းကျုံမျိုးကမြို့အမင်းလောင်းလျာမှာလဲခင်းကြီးအားမျက်စိကြသည်အမောင်ရှင်ဝဲပူလာပါပြီရိုးစင်းလွန်းသည့်ခင်မှာထိုအချင်းကိုမသိပေပါဤအချင်းအားအကြောင်းသည်လဲအပြိုလေးခင်ကိုလူပြိုအိမ်မဲလူပြိုမရှိသေးခင်ကြီးတော်တို့ဘာကြီးတို့စီအလဲပတ်လာစေခြင်းမိသည်မှာလဲကျုပ်ဝန်းတို့စိတ်နဲ့ပြောပြခြင်းဖြစ်ပါတယ်ကျုပ်ရဲ့တင်မော်ကန်းခဲ့ချီပြီးမှနေပါအပြိုလေးခင်ကျုပ်ခီးသွားပါတော့မယ်ထိုသူနှုတ်ဆက်ခဲ့ပြီးနောက်ကျစီတဲပိုးနေသည့်ချစ်တီးနောင်ကြီးများကိုခေါ်လို့အဘတို့အားလုံးမှာလေးစိတ်စီးတို့လိုက်ပူသည်လေးစိတ်မှာတမ်းမှန်ဖြင့်ရန်ကုန်ပင်လယ်ဝမှာရက်ထားလေသည့်အင်္ဂလိပ်ဗြိတိရှာတို့ပိုင်းသည့်တင်မော်ကြီးစီတို့ထွက်ရသည်အိန္ဒိယရဲ့ပညာရေးအတွက်တက္ကသိုလ်တက်ဖို့ရာစုံစမ်းလိုသည်မို့မွေးရဌာနီဗမာပြည်ကိုတော့ခေတ္တခဏခွဲခွာရလိမ့်မည်ပုံမေမျိုးတင်မောစိတ်ကန်းဝဲ Hey Mr. Nyon တင်မောစိတ်ကန်းကပ်ပြီးသည်နဲ့အိန္ဒိယပြည်ဘုံမေးသို့ရောက်လာခဲ့ပါပြီအမည်နာမအားလှမ်းကခေါ်လေသူသည်ဗမာပြည်တွင်ခင်မင်ခဲ့ရသောမိတ်ဆွေချာလီဖြစ်သည်အသက်တူရွယ်သူဖြစ်တော်လဲသူ၏ဖခင်ရေးပိုင်မင်းအရှိန်ဝါများကြောင့်မြို့ပိုင်မင်းနေရသို့ရှားထားခြင်းခံရသူဖြစ်လေသည်ချာလီသည်ဗမာအမျိုးသမီးမိခင်မှမွေးဖွားခဲ့သောတားယောက်ျားလေးဖြစ်ပါလေသောညာဖခင်အင်္ဂလိပ်သွေးပိုးပါနေသည်မို့ရုပ်ရည်ကြည့်ကောင်းကနားရန်ချွန်းချွန်းနဲ့ဘိုးရုပ်ပါသည်မစ္စတာချာလီကိုရိုင်းကျုပ်ကိုခီးဦးကျူပြုတ်လေသလားမျက်နှာနာစရာကြီးတော့ဖြစ်ကုန်တော့မှာပေါ့မစ္စတာချာလီရဲ့မောင်မင်းရဲ့ကျုပ်ရဲ့ဖရောင်ကျုပ်ကိုရိုင်းခီးဦးကျူပြုတ်ပါလေကဲမျက်နှာဘယ်နှနာမရုံဗျမြို့အမင်းလောင်းလျာကျူတော့ကျုပ်ကကက်ရဲ့မျက်နှာလှုပ်ထားမယ်လေဗျာဟုတ်ပါပြီဗျာမြို့ပိုင်မင်းလောင်းလျာတော့အစားနောက်ကြည်စဲနေလေပြီကိုညွန့်ဟန်ရဲ့ချာလီလို့ပဲခေါ်စမ်းပါကျုပ်ကလည်းအခုအိန္ဒိယကိုပညာရှာထွက်လာလေမြို့ပိုင်နေမစ္စတာတွေတက်မပြောပါနဲ့အောင်ဗျကောင်းပါလေရဲ့ဗျာကောင်းပါလေရဲ့လေစိတ်ဝဲချာလီနဲ့စကားပြောနေစဉ်အပြေးလှမ်းလာသည့်အတန်တစ်ခုကိုကြားလိုက်သည်လူသွားလမ်းဖြစ်၍လူအများပြားပန်းခတ်ကာရှုပ်ထွေးနေပါတော့လေထိုချီတမ်းမှာတော့အမော်ရကောနဲ့ပြေးလာသည်ပုံများမကြမီအနားသို့ရောက်လာသည့်အတန်ကြောင့်လှည့်ကြည့်ရန်ပြင်းစင်အော်တန်ကြားလိုက်ရသည် Hey Salantam turn back တယောက်ယောက်နဲ့တိုင်မိခဲ့ပြီမို့ဘုတ်ခနဲမြည်တမ်းနဲ့အတူလက်ဆွဲတော်အိတ်ကလေးမှာမြေပေါ်ပြုတ်ကျသွားလေသည်အလိုတိုက်မိပြီတောင်းပန်ပါရဲ့ဗျာမိမိနှုတ်မှာကိုယ်တိုင်ကိုကြရောင်ရမ်းကရေတွက်လိုက်မိသည်ခဏအတွင်းအသံများကရုတ်တရက်စိတ်ညံလို့သွားသည်ပြုတ်ကျခဲ့ပါသောလက်ဆွဲအိတ်လေးအားကောက်ယူနေစဉ်အဲ့ဒီသေးသေးသားအပေါ်ကျလာသောလက်ဖြူဖြူဥဥလေးမှာအကျော်စိမ့်စိမ့်များနဲ့သွေးကြောလေးပင်မြင်နေသည်လက်နုနုလေးဟာလှလိုက်ပါပြီကြော်ရှင်းကတင့်နေလှပါသောမိမငယ်လေးများလားမြေပေါ်တွင်လဲကျနေပါသောကောင်လေးအသားဖြူကနှက်ခမ်းပါးလေးနီးရဲနေ၏
မျက်ဝန်းဝိုင်းလေးထဲမှာရွှေရောင်မျက်စံအိမ်လေးကော်ညွန်လျက်ဖြောင်းတန်းနေပါသောမျက်တောင်ပြားလေးများလှုပ်ခတ်လျက်သူ၏မျောငန်းနေပုံကဤလူမျိုး၏ရှင်နေအသေးထဲတွင်ကျင်းတက်သွားရသည့်ခန်းစားချက်တစ်ခုရစေသည်အိမ်ရောက်ပါလင်းတော့အဘနှင့်အမထည့်ပေးလိုက်သောနှလုံးစည်းလေးတောက်အောင်မလို့တူမိသည်ပင်လေလေးကြောင့်ထင်ပါရဲ့လူတစ်ယောက်ကိုတိုက်မိုံနဲ့တင်ရှင်နေအသေးထဲနေမထိထိုင်မသာရှိလိုက်လေခြင်းတသိမ့်သိမ့်နဲ့ကိုရှင်နေလိုက်ဖို့နေပြီးနေရင်ထိုင်ရင်ကြည်နူးနေမိပါသည်ဟမ်ဘာမှရောက်ကြလားတင်မော်ကြီးကန်းကတ်သည်နဲ့အန်ကယ်နဲ့နေရင်တို့၏အလစ်တွင်ကမ်းမပေါ်သို့ပြေးတက်ခဲ့သည်အားကိုလည်းဘယ်ရောက်နေမှန်းမသိသည်ကိုရှာမကြည့်တော့ပါဘုံပေရောက်သည်နဲ့ကြားဘူးထားသည့်ကမ်းသားစီကိုတွားခွင့်ပေးရန်တောင်းဆိုတော့လေအန်ကယ်၏ခွင့်ပြုချက်မရခဲ့ချေဘာခက်ကြမလို့တောင်းဆိုတာမပေးရင်တော့မရရအောင်လူရှူရမှာပဲလေထွက်ပြေးလာခဲ့သည့်ဇလျန်ထောင်းဆိုသောအမျိုးသားလေးမှာအနောက်တိုင်းဝစ်စုံလေးဝစ်ဆင်ထားပါသောဗမာကောင်းလေးတူ၏အင်ကြီးရှက်အဖြူကိုမဗလာပတ်ကအုတ်ထုတ်လဲစောင်းနာ၏ဖြူဖြူဖွေးဖွေးအသားရည်ကြောင့်ထိုးပုံစံလေးဖြင့်လိုက်ဖန်နေပါတော့လေအုတ်ဘာမှရောက်ကြလားလို့တပတ်လူကအိတ်ကိုကိုင်းရင်လဲပြန်ကကြည့်လာတော့ကြောင့်ပြုံးပြလိုက်ပြီးထက်ခါမိသည်ဘုံမေမျိုး၏ကန်းသားစီအားအသက်9နှစ်ရွယ်တွင်တကြိမ်သာရောက်ခဲ့ပူပါသည်အခုအသက်16နှစ်တွင်အိန္ဒိယသို့ခြေပြန်ချရသည်နှင့်မမေ့နိုင်သောမုတ်လန်ညိုးတွေကိုစားကျင်ပါတော့လေထိုမုတ်နယ်စီပြေးလွှားမိစဉ်ပေါ်လူတစ်ယောက်နှင့်တိုက်ခတ်မိပါသည်ဗမာပြည်ချင်းတောင်နယ်ဒေသတွင်6နှစ်နီးပါးနေခဲ့ပါ၏ဗမာလူမျိုးကျွန်တို့စီမှဗမာစကားကိုနည်းနည်းသင်ထားပူ၏ဗမာစကားကိုနည်းနည်းသာသိသည်နားလေသည့်အရာကလည်းတီးတီးလေးသာပါတောင်တန်းဒေသချင်းပြည်နယ်တွင်နေခဲ့သူဖြစ်လိမ့်မို့ချင်းတို့၏ဘာသာစကားအိန္ဒိယစကားနှင့်အင်္ဂလိပ်မျိုးနွယ်ကြားကြီးပြင်းလာခဲ့ကြသည်အင်္ဂလိပ်စကားကိုလဲဝဲတက်ကျွမ်း၏ချင်းလူမျိုးပေါင်းစုံကိုသာတွေ့ခဲ့ပူပါသည်တောင်တန်းဒေသလူမျိုးအချို့ကိုလည်းတွေ့ပူသည်သို့သောဗမာယောက်ျားအားမတွေ့ဘူးပါမိမိကိုယ်ထဲတွင်လည်းဗမာသွေးများစီးဆင်းနေသည်ဟုမွေးစားဖို့ပြောပြဖို့ပါ၏ဘလို့ကြောင့်အင်္ဂလိပ်လူမျိုးဖိုးဖရူ၏လက်ထဲ၌ကြီးပြင်းခဲ့ရခြင်းအားမပြောပြဘူးသလိုကိုယ်တိုင်လည်းမမိခဲ့ပါဘူးမေးလိုက်ရင်မျက်ရည်ကျတတ်သောဖိုးအားတနာမိပါ၍ My name ရှခုမိမိရှိမှအမျိုးသား၏ဝတ်စားပုံမှာမျိုးရိုးမြင့်မြင့်ငါကိုထင်ရသည်အဖြူအင်ကြီးအားလဲပင်အဝိုက်စီတက်ထားပြီးလက်ရှိဝတ်ထားသည်ကောင်းမောင်းအဖြူနှင့်အနီအကွက်စိတ်ကိုပေါင်းထားသည်တောင်ရှိမှလည်းအဖြူနှင့်အနီအောင်အကွက်ကိုတုံးထားလေသည်အင်္ဂလိပ်လိုနှုတ်ဆက်ချင်းမသောညာဗမာလိုပြောကြည့်ခြင်းမီ၍နှုတ်ဆက်စကားစပြန်ဆိုပါသည်ငါနာမည်ကဇလျန်ထောင်းတွေ့ရတာဝမ်းသာပါတယ်ဝမ်းသာhow to say ညီပေါ်ပြုတ်ကျသွားသည့်ထိုဖြူကောင်းလေးသည်တော်တော်လေးကြာမှကုန်းထလာပြီးအင်္ဂလိပ်လိုစကားဆိုသည်မို့ကြည်သာနေလိုက်သည်ရှုပ်တရက်ဆန်းစွာတိုက်မိတာကြောင့်ကိုယ်တိုင်လည်းအားနာမိသည်မိမိလက်အားသူ့၏လက်များဖြင့်ရုတ်တရက်ဆန်းစွာဆွဲကင်လို့အဖြူကောင်းလေးကမိတ်ဆက်နေလေပြီးဘာရီပြောနေမှလည်းမသိဗမာစကားအားစတင်ကားစားအမျိုးသားလေးနေမည်ဝမ်းသာပါရဲ့ချာလီသည်အရှိမအမျိုးသားလေး၏စကားအားဝင်းငါကူညီပေးလိုက်ချိန်တွင်ထိုအဖြူကောင်းလေးပြုံးသွားလေပြီးအင်္ဂလိပ်လိုလည်း correct ဟုခေါ်သည်ဆွဲထားသည့်မိမိ၏လက်ကိုလည်းမလွတ်သေးပါပဲကိုင်ထားလေ၏ဇလျန်ဆိုပြီးပူပူလော်လော်နှုတ်ဆက်လာသူလေးအားအကြည့်ဖြင့်သာအကဲခတ်လိုက်မိသည်ချိုးသားသောအပြုံးလေးများနှင့်ပါးပြင်ထက်မှပတ်ချိုင်ခွက်လေးမထူမပနှက်ခမ်းလေးကနီးရဲ့အပြုံးချိုချိုကြောင့်ပေါ်လင်းလာသောသွားတဲ့ညီညီလေးများမှလည်းဖြူဖြူဖွေးဖွေးလေးပါမျက်ဝန်းမကျင်းမကျဲလေးကလေးညို့တဲ့ပေါ်လင်းနေပြီးနှစ်ဖူးပြင်းကျဲလေးမှလည်းမိုးမောင်မောင်လေးထိုမျိုးသားလေးနှာရင်ဆင်းဆင်းနဲ့နေရွယ်ကားကားလေးများသည်လည်းစားဖွဲ့ဆိုလင်းရပေအောင်မီအတူချုံးကပြောရရင်ဇလန်ထောင်းဆိုသည့်ကောင်းလေးသည်ယောက်ျားလေးဖြစ်လင်ကစားမဟာဆန်စွာလှနေသည်။အိုကွယ်ကျုပ်ဘလို့အတွင်းများတွေးနေမိပါလေမောင်ညွန့်ဟဲ့ Oh baby I want to cut you Oh no I need to run အမျိုးသားတယောက်ရဲ့အတန်ကိုကြားလိုက်ရပြီးနောက်တွင်လက်ကင်ထားသူအမျိုးသားသည်လည်းလှည့်မြန်စွာပင်ပြေးသွားသည်မျက်စိရှိတွင်ရှိမနေတော့ပါ
သူကင်ခဲ့တော့မိမိလက်ကလေးမှာတော့နှွေးနေစေပင် Hello ဘယင်ငိုင်းမစ္စတာဖီလက် Hello အရှိပိုင်မစ္စတာနရင်ချာလီအတန်ကြားလိုက်ရသည်မို့အမျိုးသားငယ်ကြောပြင်လေးကိုကြည့်ရမှာတစ်ဖက်ရက်သို့မျက်နှာမူလေးပြီး Hello Mr. Charlie ပြန်လေကနှုတ်ဆက်လာသူသည်အသက်အရွယ်တိတ်ပင်အိုမင်းသေးမရှိသေးသောလူငယ်ယောက်ျားသားတူဖြစ်သည်ဘေးမှာပါလာသူအမျိုးသားကြီးမှာတော့ပြုံးယုံသားပြုံးမြသည်ဝေပုံစားပုံအားကြည့်ရခြင်းမှာဘယင်ကအဆင့်ရှိသည်ကိုထင်ရလေသည်ဘယင်ကမီဖီလစ်နဲ့မစ္စတာနရင်ဒါဗမာပြည်ရန်ကုန်မြို့ကကျုပ်ရဲ့မိတ်ဆွေကိုညွန့်ဟန်လို့ခေါ်ပါတယ်ချာလီကောင်းမွန်လာသောအင်္ဂလိပ်တန်တို့ထွက်လာပြီးနောက်ကျုံမှလည်းထိုလူနှုတ်ဆက်ဦးကလက်ဆွဲနှုတ်ဆက်သည်ကိုစီစိတ်ခံမှစွန့်ခွာ၍ကိုနေထိုင်ဟာအိမ်တော်အသီးသီးစီသို့ပြန်ခဲ့ကြပါသည်9နှစ်ကြာပြီနော်ပညာလေးလာစီးပူရသည့်အရေးကိစ္စမှာအစဉ်ပြေချောမွေခဲ့ရသည်ချာလီအိမ်တော်တွင်အလက်ကားနေထိုင်ခွင့်ရတော့လေအခကျင်းငွေတော့ပေးဆောင်ပါသည်အစားစားရာသူများအားမိခိုးခြင်းတော့မပြုပါ9နှစ်တိတိပညာလေးလာစီးပူခဲ့ပြီးနောက်ဝေလုံတော်ပွဲရခဲ့ပြီးဗမာပြည်သို့ပြန်ရန်ရက်အနှဲငယ်သာလိုသည်ခင်းနှင့်လည်းတန်ကြိုးရိုက်လို့သာအဆက်အသွယ်ရှိခဲ့သည်ပြန်လာတော့မည်ဖြစ်ကြောင်းကိုခင်းစီသို့စားကြုံလာပါထားခြင်းမို့ခင်းလေးမျောနေလောက်မည်လို့ထင်ပါသည်လက်ထပ်ဖို့အေးလဲတွေးကပြောနေကထင်ပါရဲ့ကိုညွန့်ဟန်နောက်နေ့ကနေတော့ကျုပ်တို့တင်မောကကန်းထွက်မယ်တဲ့ဗျကောင်းပါပြီဗျာပြင်ဆင်နေပြီးပါပြီပြန်မဲ့အေးတွေးလို့တော့ကျုပ်ဖြင့်ပြောလိုက်တာဗျာဟာမိမရတော့မယ်လူပြိုလောင်းလျာကြီးကတော့ပျော်နေပြီပေါ့ဟုတ်လေစချာလီအပြောအားပြုံးယုံဖြစ်တာထောက်ခံသည်တကယ်လည်းမှန်ကန်သည့်စကားဖြစ်တာကြောင့်မျက်နှာပူပူနဲ့ပြုံးနေမှုကအတော်မတန်နိုင်ပါဗမာပြည်အင်းစိန်မျိုးရဲ့မြို့အမေရာလူရခဲ့ကြောင်းရောအိမ်သူလောင်းလျာလေးကိုပျော်ရလေအောင်ပြောလိုက်ရလားကိုညွန့်ဟန်ရဲ့စီဂရက်တန်တစ်ခုအားနှုတ်ဖျားဝရင်ကိုင်ခဲ့လို့အမေစကားဆိုလာသောချာလီအားကဖေးတောက်ရင်ကောင်းငင်ပြသည်ချာလီအတွေးများကတော့ပြန်ကျင်သည့်နေရာသို့ပြန်နှံနေပါသည်ညဝန်းများကအသက်မဲ့နေသည်အောင်ထင်နေပြီးစူးစိုက်ချနေသည်ဘယင်ကမင်းကြီးရုံးတော်မှာပြန်လာတိုင်းသူ့ရဲ့မျက်နှာထိုးထိုးဖြစ်တတ်သည်အမှားစားရဲတော့တေချာရေးပြလိုက်ပါရဲ့ဗျာဒါဆိုရင်လေကျုပ်တို့ဘယင်ကမင်းကြီးဖီလစ်စီကိုနှုတ်ဆက်ဖို့ရတွားကြရအောင်ကိုညွန့်အိမ်တော်ကြီးတကားကြီးမှာလွန်စွာခမ်းနားလွန်ပါသည်ခေတ္တအဆောက်အုံကြီးပင်မို့ကြီးကျယ်မြင့်မြတ်မှုဆိုသည်မှလည်းအမခံရှာရုတစ်ခုရဖို့ထက်နေရာတစ်နေရာကိုရရှိဖို့ကြိုးပမ်းရပါမည်ဒေါ်လာရေးတပ်သားများအားကိုညီထောက်ပံ့နေသူမို့ရှာရုရှိသူများအနားလဲကတ်နေရလေသည်တို့မှသာလျှင်လှုပ်ဝက်အတွင်းသတင်းများသာမကလှုပ်ရှားမှုများကိုသိရှိနိုင်ပေမည်မဟုတ်ပေလား Oh my god အိမ်ထဲအဝင်ဝတွင်အတန်နဲ့အတူရင်းအစုံတို့ခုံဝင်လာသည်ကိုလုံးလေးကြောင့်လန်သွားရတော့ညာသူလေးကတော့ကျုပ်ထက်ကိုပိုးကားလန်သွားသည်ရုတ်တရက်ဖက်လိုက်မိသောခါးလေး၏တီးတွင်မှုကအမခန့်ရှိလာသည်ဘဲသို့သောအပြူလေးပါလေခါသိမ့်သိမ့်လေးဖက်လို့ကောင်းရရဲ့တော်ကြီးရှောက်ကြပါလားအတန်ဝဲဝဲလေးနဲ့အတူပြင်မာလာသည်မျက်နှာလေးကြောင့်မျက်ဝန်းများပင်ပြူရသည်လက်မောင်းတို့ကြောင့်ဝင်ရောက်နေသူလေးသည်အမျိုးသားလေးတူဖြစ်သည်သူလေးကထူးဆန်းသောစကားကိုလည်းဆိုသည်ငါ့ကိုမမိရလားယောက်ျားရှင်ခွင်ထဲမှထွက်ခါခုံပေါက်လို့မေးလာသူအားမြင်မှုတင်အောင်ရှိလေသည်လွန်ခဲ့တဲ့4 year လောက်ကဟိုဘယ်လိုပြောရပါလဲအဆင်ပြေသလိုတောင်းတော့မှညီငယ်တင်မောစိတ်မှာမိတ်လိုက်ဖူးတယ်လေရှီလိုက်လေတော့ကိုညွန့်ဟန်ဆိုတော်လူအလွန်တရာကိုခန်းညာချောမောနေပါ၏ခေါင်းပေါင်းအနီအောင်ကပင်သူ၏ခန့်ညွညွအသားရည်ဖြင့်တင့်တယ်နေသည်အောင်မဟုတ်ပါဘူးမိတ်ဆက်ဖူးတယ်လို့ပြောရလားနှုတ်ဆက်ဖူးတယ်လို့ပြောရလားခက်လိုက်တာနှုတ်ဖျားမှာစကားတို့တယောက်တည်းစီကာပတ်ကောင်ပြောနေသည်အမျိုးသားလေးကိုကြည့်လိုက်မိပြီးပြုံးနေမိပါသည်ဓမ္မစကားဆိုသည်မှလည်းအနဲ့အထိပ်ပဲများလွန်စွာရှိခြင်းပင်ထိုယောက်ျားလေးအားစဉ်းစားရခက်နေမိထင်ပါရဲ့ဟိုအိုင်ပြောချင်တာလေရှူနဲ့တင်မောစိတ်မှာတိုက်မိဘူးတဲ့remember me I name ဆလန်ထောင်းဟုတ်လေစ
ကြုံမှတ်မိပါရဲ့ဗျာအကြည့်ချင်းရဲ့အဆုံးကပြုံးလိုက်မိသည်အဲ့ဒီအချိန်ကစလို့ကိုညွန့်ဟန်ဆိုသူသည်အတွေးကဘာတစ်ခုလုံးနဲ့အုပ်ချုပ်မင်းမှုနေသည်မဟုတ်နောင်တညအထိကိုပါကို့အပေါ်စိုးမိုးလေတော်မူလူတစ်ယောက်လို့ထင်မိပါသည်ဗမာယောက်ျားတွေဟာတစ္ဆာသမားတွေရှိကြရတဲ့ကိုညွန့်ဟန်ဒီဘဝမှာမပေါင်းရရင်တော့နောက်ဘဝကျပြန်ဆုံးခြင်းသေးလို့ရေဆက်ဆုံးမှုဘယ်လိုကြိတွေတောင်းရအောင်လဲကွယ်ခပ်ပါပါအပြုံးလေးရင်းနဲ့တင်စတင်နေခမရရဲ့အပြုံးကိုပုံနေလို့နောင်ကဘာပေါင်းများစွာထိတဲဆောင်သွားကြပါတယ်နှလုံးသားပရိနာအတွက်တော့အချစ်စီးရီလိုတာပေါ့ကိုညွန့်ဟန်ခမရလူပြိုးလို့တင်ရခဲ့လေဗျာရန်ကုန်မှာပြန်ဆောင်ရင်ခမရရဲ့လက်ကိုဆွဲကင်မဲ့သူကကျုပ်ဖြစ်ပြစီဇလျန် Where you want to go အိမ်တော်ကြီးထဲမှာထွက်ပေါ်လာသောစကားတန်ကြောင့်အတန်လာရထိုးရဲသို့မျက်စိရွှေသည်အတန်ဟာကြားရပြီးလူတော့မတွေ့ရပါအတူပါလာသူချာလီအားဘေဘီဝဲရနဲ့မတွေ့ရသည်မို့ဘေဘီဝဲရသို့ကြည့်လိုက်မိအားသူ၏မော်တော်ကားရှိတွင်ရပ်နေပြီးလူတဦးဖြင့်စကားဆိုနေသည်ဒီဘက်ပုဂ္ဂိုလ်ကနာမဘလို့ခေါ်လဲဒီပါတော့လေမေးချင်ရင်မေးလိုက်ချင်သာအေဒီမှပဲသူနဲ့သူအချင်းကြကြစကားပြောနိုင်ပြီမဟုတ်လားကျုပ်ရဲ့နာမတော်ကညွန့်ဟန်လို့ခေါ်တွင်ပါတယ်ခင်ဗျာအိုင်ပြောချင်တာလေယောက်ျားခမရခန့်ညာပြီးတော့ဟိုချောမလို့နဲ့ see you again at Yangon အိမ်ဝါမှာလေကားစီတော့ပြေးလွှားသွားသည့်အမျိုးသားလေးနဲ့သူ၏နောက်မှပြေးလိုက်နေသည့်လူရွယ်အမျိုးသားလေးတို့အားခတ်တွေးသားကြည့်မိသည်ထိုအမျိုးသားငယ်သည်ကျုပ်၏ရုပ်ရည်ရှုပကားအားချီးကျူးသွားလေတော့လေသူလေး၏စကားတချို့နဲ့ဆိုလိုရင်းကိုအေကန်မုတ်ချနားမလဲပါခြံကြီးထဲမှထွက်ခွာလာသောကားလေးစီးစီးပေါ်မှာဗမာစကားကိုလဲဝဲစွာမပြောတတ်သောဇလျန်သည်အိမ်တော်ကြီးအဝတွင်ရှက်နေသောဗမာမျိုးသားအားလဲပြန်ငင်းမောကသွားရန်ညီညီလေးတို့ပေါ်သည့်အထိပြုံးနေသည်အာကိုရှောက်ကြာချောလွန်းနေအဲ့ဒီအမျိုးသားချောလွန်းပါတယ်လို့ပြောရတယ်ဇလျန်ရဲ့အိုင်စကားမှားနေရလားမှားနေလေရဲ့ဗျာမှားနေလေရဲ့ကားထဲမှာကောင်းလေးမှာတော့အပြုံးမပြတ်ပါပဲအတွေးတို့ဖြင့်သာပြောမြူသည်မင်္ဂလာတို့တာလောင်ကိုညွန့်ဟန်ဦးသာတည်ရှိခဲ့ရပါလျင်ဇလျန်တယောက်ဘယ်လိုတုံ့ပြန်မလဲရန်ကုန်မြို့ရဲ့ကမ်းပဲ့ရွာတွင်စားကြဟေးစားကြမင်္ဂလာတို့သားကြီးမြို့အုံမင်းကိုညွန့်ဟန်နဲ့မင်္ဂလာတို့သမီးမက်ခင်ခင်ယူတို့ရဲ့မင်္ဂလာပွဲပြိုးစားလေကြရွာထဲမှာကာလာသားများ၏လောစောတန်တို့သည်တည်သူမတည်သူလမ်းသွားလမ်းလာများကိုပါခေါ်၍မင်္ဂလာထမင်းကျွေးနေခြင်းဖြစ်သည်မင်္ဂလာပွဲကြီးသည်နှစ်ဖက်မိသားစုအဖိုးအဖွားများရက်ဆွေရမျိုးများပါကြီးပါထွေးများနဲ့လွန်စွာစီကားနေပြီးရုံးဌာနမှလူကြီးများလည်းလာရောက်ကွန်ပျူတာသည်မနက်9 နာရီတည်းကထမင်းချောင်းစီဇက်သားဝက်သားနှင့်ထမင်းအသေးရွက်တို့ဖြင့်တနေ့ဒါလုံးကျွေးမွေအခမ်းကြသည်ယခုညနေဆောင်ချိန်ထိကိုပင်မန်တပ်တွင်လက်ဖွဲ့များနှင့်တကွလူစီကနေစေခင်ပြင်မဲ့နေရလားကွယ်ပန်းနဲ့မထင်နိုင်မအောင်တော့ခင်သိတ်ကိုပြောတာပေါ့ကိုညွန့်အရှိတဝက်အပြုံးလေးများဖြင့်ခင်ရင်နှုတ်မှစကားလေးအားကြားလိုက်ရလိမ့်ပြီစိတ်ပူခြင်းနည်းနည်းသက်သာသွားသည်မင်္ဂလာတို့သမီးလေးခင်မှာတိတ်ကိုချစ်ဖို့ကောင်းသည်ကိုညွန့်ခင်ကိုချစ်သေးရဲ့လားဟိုဝိုင်းဒီဝိုင်းကူကလန်ခန့်နေရင်မှတန်ပါသောလက်မောင်းတို့အားစုပ်ကိုင်းလာသည်လက်ဖွာနုနုလေးနှင့်အတူအမေစကားကြားရသည်မိမိအပြုံးမျက်နှာကြီးမှာအတော်မတန်နိုင်ပါမောချီကရီပြုံးနေမိသည်ရွာ၏အလှအပြိုလေးခင်ကိုမှလက်ဆက်ခွင်ရခဲ့သူမို့ဂုံယူမဆုံးတပြုံပြုံပေါ်ချစ်လိုက်တာမှတစ်ဖက်ကန်းလွန်မာတဲ့ခင်ရဲ့တားရီသမီးလေးတွေအများကြီးမွေးပေးမယ်ရှင်အနားနာကိုခတ်တူတူလေးကပ်ပြောသောခင်ကြောင့်တဟားဟာဖြင့်အပြောလုံးကရီမောမိပါသည်ရှက်ပြုံးလေးဖြင့်အပြိုလေးခင်သည်ခေါင်းလေးငုံရည်သည်အပြိုလေးဆိုသည့်ဂုံလေးအားဒီနေ့သည်ခင်အတွက်နောက်ဆုံးဖြစ်ပေမည်10 ယောက်လောက်မွေးပေးပါခင်အိုကွယ်ကိုညွန့်တို့သားတို့သမီးအမဖြစ်သူ၏ရီရှုံးနေပုံကိုကြည့်နေသည့်ခင်မေသည်မျက်နှာလေးညှိုးငယ်စွာပြုံးသည်သမီးလေးခင်မေရှင်ဖွားဖွားကိုညွန့်နဲ့မမတို့အားငေးနေရင်ဖွားဖွားခေါ်၍ပြန်လဲထူရသည်မောင်ညွန့်ဟန်ကို
တိတ်ချစ်တာလားကွယ်ရှင်